fully furnished ကိုမှ modern design လေးပဲကြိုက်တယ်ဆိုလို့ရှင်เนาะဒီခန်းလေးရှိပါမယ်ရှင်အခန်းလေးကတော့ပေ40-60ပေါ်မှာစောက်ထားတယ်18ပေ54ပေရှိတယ်တတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်ခန်းထဲဝင်လိုက်ပြီဆိုလို့ရှင်လဲတန်မန်းဆန်းရှိပတ်လေကိုတက်ပြီးထားတယ်ဖျားเจ้าဆောင်လေးတီးတန်လေးပူစော်ပြီးထားပါတယ်ရှင်အခန်းထဲမှာဆိုလို့ရှင်လဲညီမတို့တက်တာဖြစ်တဲ့ဆိုဖာစတီအသစ်ဆက်ကိုထည့်ပြီးထားတယ် AC တစ်လုံးပါမယ်ရှင်ဘေးတိုင်းမရှိတဲ့အတွက်လေဝင်တွေထွက်ကောင်းတယ်တန်မန်းဆန်းရှိကိုပတ်လေတက်ပြီးထားပါတယ်ရှင်ညီမတို့ဒီလိုနာရီအလှလေးတွေအစအကုန်လုံးထည့်ပြီးထားပါတယ်မီလုံးမီဆိုင်ကိုလည်းလုံးဝ share ကိုပြင်ဆင်ပြီးထားတယ်ရှောက်လန်းလေးလည်းကျဲတယ်အိတ်ခမ်းနှက်ခမ်းပါပါမယ်ရှင်ပြီးမှဆိုလို့ရှိရင်လည်းညီမတို့ကိုရီးယားလိုက်ကလှလှလေးတက်ပြီးထားတယ်ရှင်ပြီးရင်အခန်းထဲမှာဆိုလို့ရှိရင်လည်းညီမတို့ပတင်းပေါက်ထည့်ပြီးထားတယ်အခန်းလေးကလည်းကြကြဝန်းဝန်းလေးဖြစ်ပြီးတော့အခန်းထဲမှာဆိုလို့ရှိရင်လည်းညီမတို့ပါကေးတအိမ်လုံးကိုခင်းပေးထားတယ် AC ပါမယ်ရှင် AC ကတော့3လုံးပါမယ်ရှင်အိတ်ခမ်းနှက်ခမ်းဖွဲ့ထားတဲ့အတွက်ကို AC တစ်လုံးစီပါပြီးတော့အိတ်ခမ်းမှာဆိုလို့ရှိရင်လည်း AC တစ်လုံးထည့်ပေးထားတယ် dining area မှာဆိုလို့ရှိရင်လည်းညီမတို့ dining table တွေပါမယ်ထိုင်ကုန်တွေကစထည့်ပေးထားပါတယ်ရှင်ဒါလေးကတော့အိတ်ခမ်းနောက်တစ်ခမ်းပါအိတ်ခမ်းနောက်တစ်ခမ်းမှာဆိုလို့ရှိရင်လည်းညီမတို့ AC ထည့်ပေးထားတယ်အိတ်ခမ်းကျဲတယ် SPC ပါကေးကိုခင်းပေးထားပါတယ်ပေါ့နော်ညီမတို့ဒါ kitchen ခန်းလေးပါ kitchen ခန်းနဲ့သွားမယ်ဆိုလို့ရှိရင်လည်းညှော်ချောင်းတကားတီးတန့်ထည့်ပေးထားတယ်။ကြွေပြားကိုအိမ်လုံးကိုခင်းပေးထားပါတယ်ရှင်။ kitchen cabinet တွေပါမယ်။ kitchen counter လေးပါမယ်ရှင်။တမန်ဆန်းရှိကတော့လုံးဝပတ်လေးကိုတက်ပေးထားတယ်။ဘေးစင်တီးတန့်လေးလည်းလုပ်ပေးထားပါတယ်ရှင်။ location အနေနဲ့ကလည်းတောင်ကလာ73ရပ်ကွက်တီးနန္ဒ28လမ်းမှာရှိတယ်။ကောလီယာ28လမ်းလို့လည်းခေါ်ပါတယ်ရှင်။မြစ်တာမိန်လမ်းမနဲ့နီးတဲ့73စီးနဲ့နီးမယ်။မင်္ဂလာလမ်းရဲ့ကြောကက်လေးမှာရှိပါမယ်ရှင်။တတိယအခန်းလေးလည်းဖြစ်တယ် BCC မိကြပြီးသားဟိုမှာတိုက်သက်တန်းလေးလည်းနှုတ်သေးတယ်အခန်းလေးကလည်းတော်တော်လေးကိုပြင်ဆင်ပြီးထားပါတယ်ရှင် location လည်းလုံးဝမိမိုက်တယ်အခန်းလေးရဲ့ခေါ်စလေးကလည်း2890ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်ဗန်ကျိတ်လိုချင်တဲ့ customer လေးတွေအတွက်လည်းဗန်ကျိတ်ရပါတယ်ရှင်ကျေးဇူးပါ